ဒီနေ့ပြီးတော့ဗျာကျွန်တော်ငငယ်ကနေခုထိကျွန်တော်စော်မရဖြစ်အတွက်ကျွန်တော်ဘီဒင်းဆရာတယောက်ဗျာကျွန်တော်ရတရားတော့ချိခိုင်းသူကညာဘက်မှာလက်မုံရောင်း20ရောင်းအောင်ပေါ့နော်မုံရောင်း20ရောင်းပြီးရောင်းပါတကယ်လို့မင်းတရေကိုရောင်းမိရောမင်းသက်စစုပ်ခံရမယ်မင်းသက်နဲ့မင်းရင်ပြီးတော့ကွာမင်းစော့ဘူးပြောင်းမှာရတရားချိရအောင်ဗျာအဲ့လိုကြောင့်ခေါင်းရိုးကလည်းဘယ်ရမစော်ရအောင်ဆိုအကုန်ကြိုးပြီးတော့ဒီတော့ကျွန်တော်ဆိုင်ရပြောပါလဲညာဘက်ရောင်းရဆိုတော့အခုကဘယ်နှနာရောက်ရှိရမသိဦးလာလည်းหนีရဲတာကွာကြောက်တော့ဒါကျွန်တော်ဆိုင်ရောနော်ကျွန်တော်ညာဘက်ကြောင်းရိုင်းဆိုတော့လည်းရောင်းရအောင်ပေါ့ခေါင်းရိုးကဘယ်ရအောင်စော်ရမနေဆိုအကုန်ကြိုးပြီးလာကျွန်တော်တော့โอเคဖွင့်ပြရပါကျွန်တော်ဆိုင်ဖွင့်မယ်ဒါ yes ဟာတော့ကျွန်တော်ရဲ့ပြောမယ်ကျွန်တော်ပြန်ရတာဟာတွေကျွန်တော်ဘလောက်နည်းမေးကြည့်ဆိုတာဒါကျွန်တော်စတစ်ကာကတ်တာဟုတ်ဒါဖမ်းမအောင်ဆိုတယောက်ပေါ့ yes အဆိုးကြီးတိုင်းဟောသူလူပါနော်မျက်လုံးနှလုံးနှာခေါင်းပါးစပ်အခုဒါတချောင်းအမလက်နှစ်ဖက်ကနုတ်နဲ့အားတကောင်လဲဆိုးကြီးတာဟာโอเคစင်ပြေတဲ့ကောင်လူပဲဟိုညားဘိုက်ကွာမင်းပေဆောက်သွားတော့ဒါကကောင်းတာဟုတ်မလားโอเคဆိုတော့အမပလာတာတချာဒါဘယ်ဟာရည်တယ်မသိအောင်ပါရောထဲတယ်ဟာဒီအတီးရောအမ bro ဟာစီဇနာစီကျွန်တော်ထည့်ပြီဗျာဘာဖြစ်လို့ဆိုတော့ကျွန်တော်စော်လဲရပတ်စံနေရဆိုတော့တာပါနော်โอเคပေးပြီလားကြားရွာစီအောင်ကြလားနောက်လာပြီးရော yes ဖာမဟုဆိုတယောက်ကျွန်တော်ဈေးစောပေးတာပါနော်ဒီလာကြောက်ကျွန်တော်စော်ရဖို့အတွက်ကျွန်တော်ဒီမုတ်အယောင်း20ရောင်းရဒီဘက်ဆိုခဏနဲ့ကုတ်ပါလေကျွန်တော်ဆိုင်ဘလောက်လေးနဲ့မေးကြည့်ဆိုအားလုံးလည်းသိကြတာကြားပိတ်လိုက်ရောင်းခိုင်းဆိုတော့တရေပဲလားဝယ်အောင်ဒါမှရောင်း20ဆိုတော်တော်လေးအန်နေများတရေကိုရောင်းမိလိုက်ရင်ကျွန်တော်တက်အန်နေစိုးပါသွားနိုင်ရင်ဖြစ်တော့ကျွန်တော်စွန်လိုက်ရင်ရောင်းနေရနောင်ကြောက်ကစတမာကြောက်တော့မျက်လုံးနှလုံးနှာခေါင်းပါးစပ်လက်နှချောင်းတချောင်းဟုတ်တော့ဆူရခကျွန်တော်ပြဆူကြီးရမှာကျွန်တော်စတီကင်မရာမှာကျွန်တော်ကြည့်တာဟိုက်ကောင်လူရိုးဝဲခေးဘာဖြစ်ဦးရောက်စင်ပြီးရောင်းပေးမယ်မင်းလာတာတစ်ချက်မှာကြားရွာစီအောင်နော်ကြော်ရိုးရတယ်စောင့်ကြမ်းကြောဘာမဟုတ်ရဘာတော့ဒီအကုန်ထဲတာပဲထဲခိုင်းအကုန်ထဲတိုင်းမှာပြောစော်ရမယ်ဟုတ်လားကျွန်တော်ဆိုင်ဆိုလဲကျွန်တော်ဆိုင်ညာဘက်လည်းအဝေးကောင်းအောင်နော်ဘရာသာလာမရှုံးအေးကြားရွာစီရအောင်ရောစီလေးစော့ပြီလားအော်တခုလို့လားဟောပဲရှိလားချွေအေးတောင်းဂျူးတောင်းโอเคတော့ကြောကြားရွာစီရအောင်စီစော့ပြီလားနောက်ကြရင်လည်းလာအားပြီးโอเคဒါတော့ဒုတိယမြောက်ဖြစ်သွားပြီเนาะကျွန်တော်ဘယ်နှယောက်လို့လဲ16ယောက်လို့ဒီဆိုလဲညာပဲ16ယောက်တော့ကြံနေဆိုတော်လေးကိုမှဝီးကြံသေးရပေါ့ဗျာโอเคကြောင်းရမတွေ့ကွာကျွန်တော်ခံရလဲကျွန်တော်နောက်ကြရင်တော့ကျွန်တော်ဒီတက်ဆိုင်ကြီးဖွင့်တင်တာဆိုင်တီဆိုတော့ကျွန်တော် manager ပါခတ်တင်တယ်ပေါ့နော်ဒါတော့ကျွန်တော်ပြောင်းပါအိုးလာပြီတယောက်ကောင်းလိုက်လားကွာရှိုးကြီးတာအေးဆိုဟာဘယ်လဲမုံမလုတ်ခင်မှာသူ့အင်ကြီးอ่ะမျက်လုံးနှလုံးနှာခေါင်းပါးစပ်မျက်လုံးကဘာဖြစ်နောက်ကြိတ်ရင်ပုံစံอ่ะကွာပြောနှလုံးလက်နှချောင်းတချောင်းဟုတ်တယ်နော်ဟိုတချောင်းဟုတ်မှာဟာနောက်တရေတရေနဲ့လည်းမတူရလားအဲ့ဒါဂျူသားနဲ့မတူလားရောသူများနောက်မှာပါတယ်ဒါတရေပဲဖြစ်နိုင်နော်ဒါတရေဟုတ်မလားကျွန်တော်တရေမရောက်ခိုင်းတော့သူကတရေမှာဂျူသားတရေရသွားဖြူလာကွာပဲစစ်ကနေတော်တော်တိုက်တာပဲကွာလက်နဲ့ဖမ်းနေဆိုတော့ကောင်းပါရဲ့ကွာဂျူသားနဲ့တူတရေနဲ့ဂျူသားနဲ့ပို့တူတယ်ကြည့်ဦး brother ဒါမင်းရောင်းမြောက်ကွာမင်းကရောင်းမိတိုင်းငါရောင်းရှင်းမယ်ကွာမင်းကရောင်းလိုက်ငါစုံမရတော့ဘောကွာဘာဖြစ်ဆက်မြောက်ကြော်မရောင်းတော့ကြော်ဆိုင်ပေးရ yes โอเคဆိုတော့ကျွန်တော်စီကမှာစိုးမယ်โอเคတရားမရှိတော့ဟိုဘာဖြစ်မလဲစီကမှာကျွန်တော်စီရအော်ဒီမှာနှစ်ခုစီကြနောက်တစ်ခုနေကြအိုးလန့်ကွာမေးဟာရ
ဟာအဲ့ကြောင့်မတော်ပါသေးလားဦးလာဝေတဲ့ဆိုင်ဖွင့်ပြီးတာမဆိုင်ဦးဒါရလန့်ကွာခဏပေါ်ငါနှိမ့်မိတာတေတော့ဆိုင်ရောင်းမြောက်လေလိုက်တော့တောင်းမမလည်းလို့စစ်စင်းမြောက်တူဝဲလာတယ်ကွာโอเคကြောင်းရှိတဲ့ချိန်ကဆိုင်ဖွင့်ရတော့မဟုတ်ငါအယောင်းနဲ့စိတ်ပြေးအောင်မို့လို့ yes ဒီဆိုင်ကြောတက်ဖွင့်လာပြီလာဝေကြပါလို့လာဝေကြပါလို့ကျွန်တော်ဆက်စင်းအောင်ကြွသေးတာလာဝေကြပါလို့ကွာD5အော်ညာဘက်မိတ်ကဲလူရပဲသွားတာလေယူတော့မယူတော့ဒီမှာခိုင်းဆိုးကြရမယ်ပြီးလုံးနှခေါင်းရယ်ပါးစပ်ဟောနော်ပြီးတော့မှနှလုံးလက်နှချောင်းပြားအောင်မားကုန်နောက်မတည်ဒါပဲကျွန်တော်ပြောညာဘက်ကြီးရောင်တည်မှုများကျွန်တော်ရောင်းရအောင်2ယောက်ဆိုရင်မတည်နောက်နဲ့2ယောက်လာတယ်ရောင်းမြောက်ကွာတကယ်ပြောကျွန်တော်တောင်းမှန်ရလားအားတော့နာရတယ်မှာကုတ်ဝါးပစ္စည်းကုတ်ဝါးပြစလေးလိုက်တော့ yes မှာကျဆူကြီးတာစတီဂမ်ရောအုံမစီတော့ကျွန်တော်ဆိုင်တက်ဖွင့်မယ် lost open ညာပဲဗျာညာပဲစီရောင်းနေရတော့အဆင်မပြေပါတရေနဲ့မထိတ်တိုက်တူတန်းနဲ့လည်းရင်းရတယ်စော်နဲ့လည်းရင်းရတော့ oh bro ကျွန်တော်ဆိုင်ပြောင်းသွားကျွန်တော်တီးအောင်မသိ what the fuck စူးကြီးရပါလားကျွန်တော်က juice ဆောင်ရောင်းနေပဲကျွန်တော်တော့တူတက်မဟုတ်ဘူးဆိုင်ဖွင့်မအားလိုက်ဖြစ်လာကျွန်တော်သိရကျွန်တော်စူးကြီးတာလေဒီလိုနှခေါင်းရဲ့ပါးစပ်ဟောနော်လက်နဲ့ချောင်းစူးကြီးကโอเคဆက်စီအောင်မြောက်ပါတော့အောင်မြင်သွားပါပြီစီးရဲဆော့ပြီးမယ်တော့မှာကျွန်တော်ဆက်စီအောင်မြောက်ဒီရောင်းပြတူရယ်ပဲဝါမဟုတ်ကျွန်တော်မသိဗျာအဝါမဟုတ်လို့မသိဒီမှာတက်တီ vegetable ထည့်မယ်ထည့်ရတော့မှာ yes ကျော်ကထည့်မယ်yes ကျွန်တော်ဆက်စီအောင်မြောက်ရပါပြီကျွန်တော်ဆော့ရအောင်ဘယ်ရောက်ကျန်သေး19နေရောက်ဒါမဲ့တည်ရေးရတော့တိုးမှာပြဆိုလာရနီးနာဗျာညာဘက်ဆိုတော့လေအခုကကျွန်တော်ရောင်းရတယ်ညာ12နိုင်ဆိုတော့လေအဲ့ဒီတော့များတော့လာဝေကြအောင်ဗျာလာဝေကြအောင်မဆော့လို့ရှိနေပြီကျွန်တော်ငယ်ကလေးပေါ့နော်ကျွန်တော်ခုထိကျွန်တော်ဆော့မရလေကျွန်တော်ဆော့မရလေပေါ့နော်အကြောင်းကျွန်တော်ကြည့်ရတော့ချိအောင်စိုးကြီးရဂျူသားနောက်မှာကပ်ပါနဲ့ဂျူသားသေရမို့ကြီးမျက်လုံးစစ်ခနိုင်တိုက်ရတယ်သူ့ရဲ့သွားဆိုးကြီးရတာကြီးသူ့ရဲ့သွားမှာကြည့်ကွာဖြူဖွေးနေတော့တကယ်တော့ဖြူဖွေးရဲ့သေရဖြစ်ပြီးတော့ပြောလဲနောက်ကလိုက်ကာယာနဲ့ဂျူသားသေရမို့နော် brother ကျွန်တော်ဆော့တာသေရကြီးရောနော်ဒါမဲ့လဲဂျူသားနဲ့တူတယ်ကောင်ဂျူသားဖို့တူဟောနော်โอเคဆိုတော့မင်းတရေဆိုငါရောင်းမရအောင်ဒါရသူတို့ကြောက်အောင်မသူကြောက်ဒီမှာပစ္စည်းကုန်နေရောဗျအကြောင်းမနေ့ပြောင်းလာဝေတော့နော်โอเคကျွန်တော်အဲ့လိုအားနာနေကျွန်တော်ပိတ်ရတယ်ကျွန်တော်အားနာကျွန်တော်ပိတ်ရတယ်ဗောနော်ပိတ်ရရောင်းရှိလန့်ကွာဒါကခဏတနေမိဒါပါလေဒီကတိတာပေါ်မှာရှိရတာမသိတရေတယောက်ကျွန်တော်မသိဒါကျွမ်းဘလူးပေါ့နော်ဒါကျွမ်း skin ခေစောတရားမရှိတော့ကျွန်တော်ဆိုင်ထပ်ဖွင့်မှာမဟုတ်ကျွန်တော် challenge ကျွန်တော်အောင်မဟုတ်တော့ဘူးမလင်းခင်ကျွန်တော်လူရောက်20ကိုကျွန်တော်ရောင်းရပါတော့ဒါတော့လက်နှစ်ဖက်ရယ်လက်ခေါင်းတစ်ချောင်းရယ်မရှိအကုတ်ပါနော်โอเคဒါပဲကျွန်တော်16ရောင်းမြောက်ဟုတ်တယ်19ရောင်းမြောက်ဟုတ်တယ်19ရောမှာပေပလာတာ yes မမင်းကြိုက်ရောစရာမင်းတို့ကောက်မျိုးဆိုမင်းခေါ်လိုက်ကွာတရွာလုံးအကုတ်ကျွေးမှာတေးမဟုတ်ပြီးရောကောင်းလားကွာရှားငါ့ကိုညဘက်ကြီးစရာချီခါတော့ကွာငါရောင်းရခန့်တာတခါရောင်းဖို့ကြီးอ่ะကြောက်နေရတော့တခုလို့နာမလို့တော့ yes right ကျေးဇူးတင်ပါသည် ကျွန်တော်အခုတော့ကျွန်တော်19ရောက်အောင်အောင်မြင်ပါပြီကျွန်တော်ဘယ်နှယောက်ကျန်လဲဆိုတော့16ရောက်ဖြစ်ပါကျွန်တော်4ယောက်ကျွန်တော်ရောင်းပြပါတော့โอเค
ခေလာဝကြပါဒါကျွန်တော်ဖျဲသီးကြမယ်ဖဲသီးကြောင်းကော်ပီတော့ကြောင်းမရောင်းနေကော်ပီတော့နဲ့အတီးရွက်ထုတ်တော့ဒါပါလေကျွန်တော်မသိရောဒါသားဒါတော့ကျွန်တော်ဆိုင်ကြီးပေါ့နော်ကျွန်တော်ဒါတော့ဘယ်လိုပြောမလဲဒါကျွန်တော်စတစ်ကာကတ်တာကြောင်းရကျွန်တော်လာပြန်တယောက်ဟောခဏလူပဲပြင်လာနော်မျက်လုံးနှလုံးနှာခေါင်းပါးစပ်လက်နဲ့ချောင်းတချောင်းဟုတ်နော်ဟုတ်ဒါခဏတော့တယောက်ပြင်လာတော့ဖြစ်နိုင်နော်သူစားကြိုက်တယ်โอเคစိုးကြီးရပါလားကျွန်တော်ရဲ့ဘယ်လိုကျွန်တော်ဆိုင်ဘယ်လောက်ဒီကောင်းဆိုတာပဲစိုးကြီးရအောင်ပါတွေ့နော်သူခဏတော့ပဲသူသွားဗျာသွားသူခုဒီသူခုပြန်လာနော်ခဏတော့ပဲသူသွားကျွန်တော်စတစ်ကာရှိနေမှာလာဝေပြန်ဆိုတော့ကျွန်တော်ဟာဘယ်လောက်ဒီကောင်းဆိုတာလဲစိုးကြီးရပါဘောနော်ညာဘက်ကြီးလဲဟုတ်ကြီးโอเคမှာကျော်မှာပင်မှုထေးလိုက်ပင်မှုထေးလိုက်မှာ vegetable ထည့်မယ် vegetable ထည့်ပြီးကျွန်တော်ဒီမှာအသားပေါ့နော်အသားထည့်မယ် yes အသားထည့်ပြီးဒီမှာပါမဲအောင်မဟုတ်တော့ပြီ let's go yeah မှာကျွန်တော်16ရောင်းမြောက်အောင်မီရွာပြီ yes ရောက်တော့စေကြံသေးရပေါ့နော်ရောက်တော့စေကြံသေးကျွန်တော်ဒီခေါင်းမှာကျွန်တော်ဘယ်လိုပြောမှာရှာဖြစ်သွားဆိုတော့ကျွန်တော် city game မှာကြီးကြမလို့တော့ဗျာကျွန်တော်ဘယ်လိုပြောဆိုင်ရောညဘက်နည်းနည်းလေးကျွမ်းကျင်သွားမှာနော် net pro player ဖြစ်သွားပြီဆိုတော့ကျွန်တော်ဒီတိုင်းကြည့်ရောပဲကျွန်တော်ရောင်းပြမှာစိုးကြီးရပါလားကျွန်တော် challenge ခေါ်လာအောင်နော် okay မျက်လုံးနှလုံးရယ်နှာခေါင်းပါးစပ်ပြီးတော့ဟိုနှလုံးရယ်ပြီးလက်နှစ်ချောင်းရယ်တပြားနော်လူနဲ့သူ့ရတင်လဲ okay ဆိုတော့ကျွန်တော်ရောင်းကြည့်လိုက်မယ်ဒါကျွန်တော် staking မှာမကြည့်အောင်လားဒါကျွန်တော် pro player ဖြစ်သွားပြီဆိုတော့ညာဘက်ရောင်း9ရောက်ရောင်းပြရဆိုတော့ဗျာ okay ဒါကျွန်တော်15ရောက်မြောက် yes ပေပလာတာရယ်ကွာရမုတ်ရယ်vegetable ရယ်ရောင်းတင်ပါနော်ဒီရောဘာမှမရှိအကုန်ရှိရလက်နဲ့ချောင်းအကုန်စသားလေးများထည့်ပြီးရမယ်ကွာဒါကျွန်တော်ရဲ့ဖာရောဆို challenge ဆိုတော့ okay yes အမေအောင်မို့ yes oh shit ကျွန်မပါပြီ yeah ကျွန်တော်ပြောတယ်ကျွန်တော် pro player ပြောရဆိုတာ yes ထက်ကျွန်တော်စော်ရဖို့အဓိကပါတော့အခုဆိုကျွန်တော်14ရောက်ပဲကြံအောင်ပါတော့14ရောက်14ရောက်မှာကျွန်တော်ဒီတိုင်းပေါ့နော်ကျွန်တော် challenge နဲ့မှာကျွန်တော်သွားအောင်ပေါ့နော်ကျွန်တော် challenge နဲ့ကျွန်တော်သွားအောင်ဒီဆိုတော့မလာဘူးတယောက်စူးကြီးတိုင်းဘာကြီးသေးတာလဲအင်းဦးစိုးရောင်းရင်စူးကြီးတိုင်းမှာမျက်မှန်လေးနဲ့မျက်လုံးနှလုံးပါးစပ်နှာခေါင်းနှလုံးဟောနော်တပြားလက်နှစ်ချောင်းဒါရောင်းတင်းနေတယ်နော်ဒါကျွန်တော်ဘာမှတူမရှိဗျာတကားဖွင့်လို့မရတာရရောโอเคဆိုတော့ကျွန်တော်ရောင်းလိုက်ဗျာရောင်းလိုက်ဟုတ်လားကျွန်တော်ရောင်းလိုက်ကျော်မှာပေးပလာတာကျွန်တော်14ရောက်မြောက်ဆိုကျွန်တော်လက်လို့မရဘူးနော်လူတွေဆိုဟုတ်လားကျွန်တော်မှာပေးဗျာပြီးတော့အဝါရောင်မဟုတ်တော့ကျွန်တော်လည်းမသိပါရမသိဘာ vegetable ပဲဟင်းသီးချင်းရောက်ကျွန်တော်ထည့်မယ်နင်းရင်ထည့်ပြီးတော့မသားဗျာအသားဗျာဒါကျွန်တော်14ရောက်မြောက်ကျွန်တော်ရောင်းပြရပါမရောင်းပြီးလို့မရအောင်လေမူလင်းအောင်မူလင်းကျွန်တော်စော်မရတော့ပြီးသေးမှာနော်ဒီကြောက် yeah let's go yeah yes ကျွန်တော်ထပ်မှန်သွားပြန်ပြီကြည့်ဦးဗျာကျွန်တော်ထပ်မှန်သွားပြန် yes ကျွန်တော်ခုဆို73ရောက်အောင်ကျန်တော့ကျောင်းစီမှာလူမဘလော့ကစတာမလာဝေးရအများကြီးပေါ့နော်နာဝါသူတွေတရားမလာတော့ပျော်ရရကျွန်တော်အခုဆို73ရောက်ဆိုကျွန်တော်စော်ရတော့ကျွန်တော်စီပွားရေးနဲ့ဆိုကျွန်တော်စော်ရရင်ကျွန်တော်မင်္ဂလာဆောင်လို့ရတယ်ပေါ့နော်ကျွန်တော်လောက်ရလဲကြာရင်ကျွန်တော်စော်ရလဲတရားမရသေးတော့ဟာကောအစိုးနဲ့တရားမလာရစူးကြီးလာမယ်မျက်လုံးနှလုံးနှာခေါင်းမှာတချောင်းရဲ့လက်နှစ်ချောင်းဟာဘာတူစီရောကွာဟဲ့ကောနင်စူးကြီးရအောင်ကျွန်တော်စီးကြီးမလားမကြည့်တော့ကျွန်တော်ထန်းနဲ့ကျွန်တော်လက်နဲ့မှာဘာလဲโอเคဘာမှမရှိကျွန်တော်ရောင်းရမှာကျွန်တော်ရောင်းမရောင်းဖြစ်မိုးလင်းအောင်ဘာသာရောင်ရှိသွားတယ် oh shit 755ရောင်းရတော့ရော့မြင်လုံးဝရကျွန်တော်ရှာပြောတာမိုးမလေးခင်ကောက်ရောင်းရမယ်နဲ့ရောင်း30
ဆိုတော့ပေးရအောင်ကျော်မှာအများကြီးထိပ်ပြီအသားအများကြီးထိပ်ပြီကြားလားညာဘက်ကွာမျိုးကောင်းနေရလဲဒါမှကြည့်စုတင်မှာမျိုးညာဘက်လာဝယ်ပေးရအတွက်ရာဟောအချွေလူရဲဆိုရော yes မှာရောင်းလိုက်မနော်ဒီကြောက်ကြောင်ရောင်းလိုက်မယ် okay yes မှန်သွားပြီမိ yes ခုဆိုကျွန်တော်73ရောင်မြောက်ကျွန်တော်ထပ်မှန်သွားပြီမြင်လာဝယ်ကြပါကွာမြင်လာဝယ်ကြမိုးလင်းအောင်မယ်ခေကျွန်တော်ခုဆို12ရောင်ကျန်တော့12ရောင်မြင်လာဝယ်ကြပါဗျာကျွန်တော်30နီးပါအောင်စီရောနော်ကျွန်တော်ခုထိစော့မရသေးဆိုတော့ကျွန်တော်စီးပွားရေးတော့ပန်းနိုင်လုံးနိုင်ပါဆိုတော့ကျွန်တော်စော့ပဲမိမမလို့တော့ဗျာကျွန်တော်အော်ဆိုးကြီးရပါတော့ခဏတော့တရားပါနော်ကျွန်တော်ပြန်လာပြီးတော့အားပေးရဆိုးကြီးလာဘလောက်လေးကျွန်တော်ဆိုင်ကောင်းဆိုတော့ဒါဆိုးကြီးတာဗျာဖေးကြိုက်သွားစီရမယ်ဒုတိယတစ်ခါတော့ကြိုက်သွားစီရပထမတစ်ခါအောင်ပဲနော်ရောကပဲပြုံးနဲ့များထိနိုင်မယ်ပဲပြုံးနဲ့မှာပဲမုတ်yes ပဲမုတ်ကျွန်တော်ထဲရပြီပဲမုတ်ပြီးတော့မှဟင်းဒီဟင်းရမြင်ထိပ်ပြန်တော့ကျွန်တော်နှခေါင်းလာအားပေးဆိုတော့ကျွန်တော်ပတ်ဆက်နေရနော်ဒါစော်လေးရပါတော့yes okay ဆိုတော့ရောင်းသိမှာခဏတော့တရားပါဆိုတော့ကျွန်တော်ခဏတော့ customer တရားဆိုရရောင်းလာချူရီရရောင်းတင်နော်ဒီကြောက်ကျွန်တော်ရောင်းတင်တယ်ကျွန်တော်ခဏတော့လည်းကျွန်တော်လာအားပေးရဆိုတော့ let's go အိုးကျွန်တော်ထမှန်အောင်ဖြစ်ပြီ yes ကျွန်တော်ချဲလာဆိုးရပါကျွန်တော်ဒီလိုပဲကျွန်တော်စီကင်မရာကျွန်တော်မကြည့်ပြကျွန်တော်ဒီတိုင်းပဲကျွန်တော်ရောင်းပြတာပေါ့ခေးဆိုတော့ကျွန်တော်ဒါဆိုကျွန်တော်ဘယ်နှယောက်စီရင်ကျွန်တော်မိရတယ်ဒီဘာဖြစ်ထက်ရောင်းရပါတော့ရောင်း30 12လောက်မသိ12ယောက်ကျန်နေတယ်ပေါ့နော်12ယောက်ကျန်တယ်မြေလာဝကြပါမြေလာဝကြဒါရကျွန်တော်ရဲ့ချွေထုတ်လို့ရလားဟာဆိုးရလာပြင်ပြီကျွန်တော်မဟုတ်ဘလောက်ထိကောင်းဆိုတော့ဆိုးကြီးလိုက်ခေဆိုကျွန်တော်ရောင်းမရအောင်ကျွန်တော် customer တရားသူလာဝေးတာဒီကောင်းဆို3ကစတိုင်းပဲနော်3ကစတိုင်းပဲဆိုးကြီးလာကျွန်တော်မဟုတ်ဘလောက်ကောင်းဆိုခဏလေးရစီသူပြန်လာအားပေးနော်stream mode လာပါမသိကျွန်တော်ထည့်ရမယ်ထုံးစံတိုင်းပါတော့ထုံးစံတိုင်းကျွန်တော်ထည့် yes ဆိုဒါပြအများကြီးထည့်ပြီမင်းအများကြီးပို့ပြီးထည့်ပြီyes ဟိုဟာမဖြစ်လို့လားဟာမဖြစ်ရလားအပေးရတယ်မို့ဂျူတိုင်းပါလားအဲ့ဆိုကျွန်တော် challenge ဆိုအားရောဗျာဒီနေ့ဗီဒီယိုကတော့ကျွန်တော်ကျွေးမိပါပါဗျာကျွန်တော်နာဘွားကျွန်တော်ကျွေးမိပါဖြစ်တော့နာဘွားကိုဂျူသားပါဂျူသားကျွန်တော်ကျွေးမိပါတယ်တော့ကျွန်တော်ဒီ challenge ဆိုတော့ဒါပေမဲ့ကျွန်တော်မသိအောင်ဒါပေမဲ့လည်းကျွန်တော်1 day ဝါတကူကျွန်တော်စော့မရတော့ဗျာဒါကျွန်တော်ပြောကျွန်တော်ဖင်အားမှုလည်းပါအောင်တော့ကျွန်တော် pro player တယောက်နှစ်ဒါကျွန်တော်ရောင်းလိုက်ကျွန်တော်ဖင်အားမှုလည်းပါပါတော့ဘာဖြစ်ဖြစ်ကျွန်တော်ဗီဒီယိုစုံထိကြည့်ပြီးတယောက်ချင်းဆိုထူပဲကျေးဇူးတင်စီပါနော်ကျွန်တော်နာမည်ကတော့မဆက်ပြရသေးကျွန်တော်စန်တူပဲဖြစ်ပါတယ်ဒီဗီဒီယိုကဒီလောက်ပါပဲโอเคကျွန်တော်ဆိုင်ပေးရအောင်ဗျာဆိုင်ပေးရအောင် yes ကျွန်တော် challenge ကျွန်တော်အောင်ရကျွန်တော်စော့ပြရတော့ yes တာ